creator ဖြစ်ဖို့စူးစမ်းနေတဲ့ main ကလေးတွေဒါမှမဟုတ်လေအခုမှအနုပညာလောကတွေကိုဝင်ဖို့စူးစမ်းနေတဲ့ main ကလေးတွေဆိုလို့ရှိရင်ရောအမေအနေနဲ့ဒီ senior ဝါရင်တယောက်အနေနဲ့ဆိုလို့ရှိရင်ဘာလေးတွေသိထားစေချင်လဲ အမလီနံပါတ်1ကတော့ရည်ရွယ်ချက်ကြီးရမယ်လေငါဒီလမ်းကိုသွားမှာဒီလမ်းကိုမရောက်မချင်းငါဘသူ့ရဲ့ဖြစ်စည်းမှုမှငါမခံဘူးလို့ဒီရည်ရွယ်ချက်ရှိရမယ်ဟုတ်ကဲ့ငါတော့ဖြစ်တယ်လို့လေးပဲဆိုတော့မလုပ်နဲ့ဖြစ်တယ်လို့ဖြစ်ကုန်မဖြစ်ဟုတ်နံပါတ်1ကအနုပညာသမားဆိုတာမင်းသမီးဖြစ်လာရင်အနုပညာသမားဖြစ်လိုက်မင်းသမီးဖြစ်ဖြစ်မင်းသားဖြစ်ဖြစ်စီအိုနာကလက်တော့ပတ်လို့ပဲတဲ့ဟုတ်စီအိုနာလက်တော့ပတ်ကမလျှော်ပဲထားတယ်ဘယ်သူမှညစ်ပတ်တယ်မထင်ဘူးဟဟလားဟုတ်လျှော်ထားတယ်ဘယ်သူမှတန်ရှင်းတယ်မထင်ဘူးဟုတ်ကဲ့အဲ့ဒီလိုပဲသိခံရမယ်အများကြီးမင်းသမီးတွေဆိုရင်အယက်သားယူအရန်သိခံရမယ်အယက်သားမှာဒီအတွေ့အကြုံရှိတယ်ဟုတ်တယ်အမေတို့ကအများကြီးတွေ့ခဲ့ရတာအများကြီးတွေ့ခဲ့ရတာနောက်ပြီးကြတော့ခံစားမှုတွေအရင်ကွာဟတယ်နော်သမီးအမေတို့အမှုပညာသမားဆိုတာမီးတွေထိုးထားတာဟိုတော့အခုမှဟိုတော့မီးက1000အားလောက်ထိုးတာဟုတ်1000အားလောက်ထိုးတာခါ1000အားလည်းခိုးထိုးထားသေးတယ်အဝတ်စားလည်းကြက်တဲ့နေအဝတ်ထားသေးတယ်တောက်ဖနမငိုခြင်းမဲနေလည်းငိုထားတာဒိုင်နေလည်းကြက်ရသေးတယ်အဲ့ဒါလိုကြက်ပြီးလို့ရှင်ပြင်ပန်းနွမ်းနေတဲ့အချိန်မှာဟုတ်အင်းကအမျိုးသား तू ကအိမ်မနေရမပြင်ပန်းဘူးလေဟုတ် तू ကမိန်းမအဲ့ဒီလိုလေးကိုကွာအတိမခံကြဘူးဟောအရန်ပြင်ပန်းနေနော်အရန်ပြင်ပန်းနေအဲ့ကြ तू ကလည်းဒီလိုဖြစ်လာတယ်ဟောမင်းကငါကြတော့မင်းကအတိမခံဘူးဟုတ်လားမင်းကမင်းသားကြအဲ့တော့မင်းသမီးကလေ तू ကစီးပွားရေးအတွက်လှုပ်လာတာလေဒါကြ तू ပြောတဲ့စကားကာရိုက်တာပိုင်းအမိရဲ့ဇာတိတာပိုင်းကိုထိပါလာတဲ့ခါကျအဲ့တော့ဖြစ်ချင်အဖြစ်ဟုတ်တယ်လေရှင်ထိတာပတ်စံများဟိုကထိတာပတ်စံရတယ်ပြောတယ်ကွဲလွဲပြီးတော့အဲ့မှာလင်မယားတွေကစကားတွေများပြီးကွဲကုန်တာဟုတ်တာအမေတော့အဲ့ဒီလိုဖြစ်ခဲ့ဟုတ်ကဲ့ဟုတ်မေကမှန်တာပြောတာမှန်တာပြောတာမေမှန်တာမပြောဘူးမှန်တာပါနောက်တစ်ခုကျတော့သမီးတို့ထပ်သိကျင်တာလေယူလေသိန်းပေါ့နော်လေယူလေသိန်းလေးတွေကိုဘယ်လိုအဆင်ပြေအောင်ကျင့်ရမလဲအဲ့ဒါကလေအဲ့ဒါကတော့လေယူလေသိန်းကအတွေ့အကြုံနဲ့လဲပတ်သက်ပါတယ်အလေးအကျင့်နဲ့လဲဆိုင်တယ်ဟုတ်ကဲ့နောက်အမေတို့တုန်းကတော့အမေကသတင်းစာကိုဖတ်တယ်ဟုတ်ကဲ့နောက်ဖျားစာကိုအမေကဖျားစာသဘောပြောပြဟလားပဋ္ဌာန်းကိုဆိုပါတော့ဟေတုပစ္စည်းရောဟေတုသံပြုတ်ကာနံဓမ္မနန္တံသမုဌာနာနင်းစရူပနာဟေတုပစ္စည်းနဲ့ပစ္စည်းဒီလိုပြီးဟေတုပစ္စည်းဟေတုသံပြုတ်ကာနံအဲ့လိုဆိုတော့အဲ့ဒီဟိုပေါ်ကြတဲ့အဲ့ဒီကစကားတွေကမပြီးတော့ဘူးဟုတ်ကဲ့အဲ့တော့စကားအသုံးအနှုန်းပြတ်သားခြင်းတယ်ဆိုသတင်းစာကြည်ကြည်ဖတ်ရမယ်ဟုတ်ကဲ့စာကြည်ကြည်ဖတ်ရမယ်ဟုတ်ကဲ့အဲ့ဒါပေါ့ဓမ္မသာပြင်တော့ dialogue ပြတဲ့ခါမှာချွတ်ကြတော့လေမကောင်းမြတ်တာကောင်းရညွန်လဲအတက်တင်ဝေးပြီးအဲ့လိုမဟုတ်မကောင်းမြတ်တာကောင်းရညွန်လဲအသက်တင်စီပေးဝေလျင်းဒီလိုကြက်ရတယ်ဟုတ်ကဲ့အဲ့ဒါမှသုံးနှုန်းပြတ်သား dialogue item တစ်ခါတည်းပါဟုတ်ကဲ့အဲ့ဒီလိုကျင့်ရဟုတ်ကဲ့နောက်နောက်ပြီးကြတော့လေသမီးစားစကားကိုပြောကြတော့မယ်ဆိုတယ်ပဲဟလားကျမရှင်းကိုချစ်တယ်အဲ့လိုမဟုတ်တကယ်ကိုသူ့ကိုချစ်ပြီးတော့မောင်းလေအဲ့သူပြောနေပြသူ့ကိုဒီအမင်းသားကိုတကယ်ကိုချစ်မှချစ်တဲ့မျက်လုံးပေါ်တယ်နော်လူစုမပေါ်ဘူးအဲ့ဒါစိတ်သွင်းရမိဘနဲ့သားသမီးကြလဲမအေးဖြစ်တဲ့လူကကိုသားသမီးလိုချစ်ပြီးတော့စိတ်သွင်းရတယ်စိတ်ပါမှာတခြားမကြည့်ပါနဲ့ခုငယ်ရွယ်တဲ့သူတွေကိုကြီးစားကိုထမင်းကျွေးတော့မယ်ဆိုရင်ညီကောင်းတဲ့ကောင်ကိုချက်မှာတယ်မလီမီးမယ်မလီမီးပြမဲဟိုကလူရင်ထဲ့မယ်ကောင်းစေချင်တာကိုစိတ်တွေသွင်းတာဟင်းတောင်မှစိတ်ပါမှဟင်းကချင်းစားကောင်းတယ်စိတ်မပါဘဲနဲ့ဆိုဒီလိုမွေးအဲ့ဒီဟင်းကစားမကောင်းဘူးဟုတ်အဲ့စိတ်ပါဖို့စိတ်သွင်းဖို့အရေးကြီးတယ်စိတ်ခံစားဖို့အရေးကြီးတယ်အဲ့ဒါကမင်းတို့မင်းသမီးမင်းသားဖြစ်ဖို့လူတွေကဒါပဲရှိတယ်နောက်ပြီးကြတော့လေရှေ့တုန်းကအမေတို့မှပြန်ပြောတယ်ဒီနေရာဆိုရင်တော့ဒေါ်တင်တင်မှုအိုက်တင်လေးကိုသုံးမယ်ဒီနေရာဒေါ်ကြီးမြင်းစရာခုအမေတို့လည်းမင်းတို့ကကြားစရာမြင်းစရာသင်စရာမဟုတ်တောင်ကြားစရာမြင်းစရာအနေနဲ့လေးစားပြီးမှတ်သားရမယ်ငါတတ်တာပဲဆိုလို့မရဘူးဆရာမပြနီးမကြငပိပုတ်တောင်ဆရာမပြရင်မီးငပိဖုတ်တော်ဖြစ်ဘူးဒီလိုရှိပါတယ်
အမေပြောသွားရတယ်မှာလဲစိတ်ခံစားချက်ကအရေးကြီးတယ် ဒါပေါ့ကြီး စိတ်ခံစားချက်အဲ့ဒီမှုကိုရောအငှားဘယ်လိုသွင်းရမလဲပေါ့စိတ်ခံစားချက် အဲ့ဒါကလေဘဝတွေနဲ့အမေတို့ဆိုတော့စိတ်ခံစားမယ်ဆိုရင်အမေတို့ကဒါကတော့ဒီကလေးကိုဆုံးမတော့မယ်ဆိုရင်ကိုယ့်ရင်ကကိုသားကိုငါဘယ်လိုဆုံးမတယ်ဒီကောင်ကငါ့ကိုပြန်ပြောလိုက်တယ်မှာဘယ်လိုအဲ့လိုခံစားပြီးမှအဲ့ဒါစိတ်သွင်းပြီးတော့ကိုသားနဲ့ကိုနဲ့ဖြစ်နေတယ်လို့စိတ်သွင်းပြီးတော့လုပ်တာ ကိုမကြုံဘူးတဲ့စိတ်ခံစားချက်စားချက်မျိုးစုံရောဘယ်လိုသွင်းလို့ရ မကြုံဘူးလားဆိုတာလူဖြစ်လာရင်မကြုံဘူးလားနဲပါညီစားလဲထားဘူးမယ်လင်းလဲကွာဘူးတယ်အရန်လဲဖြစ်ဘူးတယ်အမေနဲ့လည်းဖြစ်ဘူးတယ်ကိုနဲ့လည်းဖြစ်ဘူးတယ်အကုန်ဖြစ်ဘူးတယ်ဒါခံစားတတ်ဘူးပဲအဲ့ဒါပြန်လဲသုံးသားပြီးတော့ခံစားပြီးတော့အလုပ်လုပ်ရမယ်အမေတို့ဒီချိန်ထိအမေတို့ဆိုကျွန်တော်နဲ့ဆမ်နဲ့ပြန်ခမရသေးတဲ့ထဲပါတယ်ခမရသေးမှနော်ဆိုကမှန်တယ်မှာကျော်ငါဘယ်ဘယ်လိုဖိုင်းရသေးရင်လှမလဲလို့လှလေးသိခြင်းလို့ဒီလူချင်းရတယ်ဟုတ်ကဲ့နောက်ပြီးတော့ခါလေးပြီးနောက်ကျကိုနဲ့လှုပ်ဖို့အမေတို့ကိုမောင်မြင့်တို့တော်ခဲ့တယ်ဆိုတာကိုမောင်မြင့်ခမရတော့ကျွန်တော်မပြောချင်ပါဘူးရားဆိုသူကခမရတော့မပြောချင်ပါဘူးသူကလုံးမဟုတ်ဘူးခမရတော့ကျွန်တော်မပြောချင်ပါဘူးကိုကလည်းမပြောဒါမှကွာမပြောချင်နေလေမကြည့်တော့တော်ဖို့ရှင်းပြောချင်နေပေါ့ဒီလိုဒီအဖေးယူတတိထားသူရိုက်နေတယ်ကိုနဲ့တွဲသူ့ကိုကြည့်ရဟုတ်ကဲ့သူကဘယ်လိုအတက်ရှိလဲဘယ်လိုလဲတချို့ကြတော့အတက်တွေကိုရင်းနေထားပြီးတော့လေကင်မရာခိုးတာတို့သူ့မျက်နှာကွယ်တာတို့လောက်တာတွေရှိတယ်အဲ့ဒါကြာကိုကပတ်နဲ့စွာနဲ့ရှောင်တတ်ရမယ်ဟုတ်ကဲ့အများကြီးပဲအတွေ့အကြုံဘဝတစ်ခုကိုဖြတ်သန်းတော့မယ်အလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုအများကြီးအတွေ့အကြုံတွေရှိတယ်အများကြီးလေ့လာရမယ်အများကြီးသိခံရဟုတ်ကဲ့ဆိုတော့ dialogue တွေကြက်လို့မှတ်လို့လွယ်အောင်ဘယ်လိုလေ့ကျင့်လို့ရမလဲအဲ့ဒါဟာလည်းပဲအုံနောက်ပိုင်းနဲ့ဆိုင်တယ်အမေကြခုအသက်86နှစ်ရှိပြီရှေ့ကတော့အမေကနောက်ကပြောတာဒီခေတ်မျိုးဟိုဘာခုဇက်ဗါတဲ့ဇလန်းထွေးလိုက်မယ်ဆိုကတော့မှလာပြီးဇက်တိုက်ပြောဟဲ့ဘာဇက်တိုက်မှာတော့ဟိုကျပြောဘာမှမဟုတ်အစ်စ်တွေကိုလေ့ကျင့်အောင်လုပ်ပြီးအစ်စ်တွေလာပြီးလေ့ကျင့်ပေးပါဆိုရင်ကိုကခန့်နိုင်တယ်အမေကဇက်တိုက်အောင်မတိုက်နိုင်ဘူးကိုကရပြီးသားဒီလိုတွေဖြစ်တယ်ကိုကဇက်တိုက်ပြီးမှအမေတို့ခေတ်တုန်းကလည်းဟဲ့လားဘာလုပ်မယ်ဆိုဒီနာကျမကိုနေဝင်းနဲ့အမေနဲ့ဒီနာပဲဒါမလို့ရွေးတက်ဖို့တော့လိုတယ်